ခုတလုံးငါ့ကိုစိတ်ကားနေတယ်ကွာဘာကြောင့်လဲဖုန်းဆိုင်နဲ့မပြောချင်တယ်လို့ပြောချင်တယ်လို့လူဘာဝတူอ่ะဘာကြောင့်ဖုန်းဆက်ပြီးမေးကြည့်ဆောက်တောင်းစားဖုန်းဆက်ပြီးဟယ်လိုအကိစ္စရှိလို့ပြောချစ်ရဘာဖြစ်နေလဲဘာလို့ကိုအဲ့လိုဆက်ဆံနေတာလဲအော်ဘာလို့သူတို့ဆက်ဆံတာထားလားရှင့်ကိုရှင်မသိဘူးလားမသိဘူးလေကိုဘာလို့နေလို့လဲရှင်ကမသိဘူးဆိုတော့လေကျမပြောပြရတာပေါ့ပြောရှင်နဲ့ကျမတွေ့တယ်ရှင်ဘယ်နှခါပတ်စံထုတ်ရှိဘူးလဲဟမ်အော်အဲ့ဒါဒီလိုရှိတယ်လေဟွာဟိုလိုရှိတယ်အဆန်းကျမရှင်နဲ့တွားလို့ရှိကျမကြေးအိုးလေးစားကြတော့မစားရတဲ့ပေါ့ကျမတပွဲဆိုရှင်းနှစ်ပွဲပြီးစောက်တယ်လည်းမတော့မရှင်းဘူးကိုမရှင်းလို့မရှင်းတော့မပေါ့ဘူးကိုရှင်းရကျွလို့စိတ်ဆိုးရမှာဆိုတော့ဟုတ်တယ်ကျမဘာပွေးလာမပြောနဲ့ပတ်စံမရှိတဲ့ပြေစောက်စားကြီးတယ်ဟုတ်ပြီရှင်းကိုပြောနေလေအုတ်နီကဲကိုရေချင်းတာနဲ့အတူတူပဲကြောက်ခဲတော့လောက်ပါကြောက်ခဲနဲ့အုတ်နီကဲအတူတူပဲဟုတ်ကဲ့ကျမအဲ့တော့ရှင်းလို့ကက်စီနဲ့နှက်ချီငပိလောက်စားမယ်လူကျမစပ်ပြီးမပတ်တတ်နိုင်တော့ရှင်းတယ်ဒီမှာမင်းကငါ့ကိုထင်သေးတာပြောမလဲဟဲ့အထင်ဟိုးမကြည့်တာအေးလေအဲ့ဆိုရင်ငါကြောက်တယ်ငါပြောပြနေတာပေါ့ငါနေတဲ့ချက်လက်စီကာလာပေါ့ဟဲ့ထိနေတော့တယ်ငါ့အိမ်မှာစီးတဲ့ကောင်လက်ဆက်နောက်ဆုံးပေါ့လက်ရှိကာလာပေါ့ဟဲ့တိတ်9000တန်နောက်ပြီးမြန်မာနိုင်ငံမှာငါတို့စက်ရုံလက်ညှိုးထိုးမလွယ်ဘူးစက်ရုံကူဘယ်တော့တန်လေးရှိတယ်မမေးနဲ့နော်ဟဲ့အိမ်မှာအပေါ်ဆုံးငွေပဲရည်တဲ့ချိန်ပဲကြာတဘောပေါက်တယ်ဟဲ့အများကြီးဆွဲတယ်ဘာလို့တိုင်းနေသွားကျေးလို့တပွဲဖို့တော့မဆွဲတော့လည်းပြောဘာလို့မရှင်းတာလဲဆိုတော့ဟာအဲ့အားတော့ငါပိုင်တာမဟုတ်ဘူးငါမိပိုင်တာဒါမဲ့ငါထေးတာသူငါအကြောင်းနဲ့အားလုံးနေတိသွားဆိုတော့ငါပတ်သက်တဲ့အကြောင်းမရှိတော့ဒီကတည်းကငါဒီဖုန်းမလို့ဒါမဲ့ဟုတ်ကြောင်ဟုတ်လားပြောဘယ်ရမလဲပြီးကြရင်ဖုန်းဆက်မယ်ကိုနဲ့ဟမ်အဲ့ကကြဘလို့ချေမလဲဆိုကြည့်လိုက်ငါကွာထေးတာတောင်းမှန်တော့မယ်ထင်တယ်တောင်းမှန်တော့မယ်ထင်တယ်အမြင်ဝင်ရသွားပြီနည်းနည်းတော့ခြေလိုက်အောင်မပြောကိုတောင်းဝချက်ချင်းဟမ်မိမတွေအဲ့ဒါပဲနည်းတော့ခြေလိုက်အောင်မယ်ကွာဒါပဲလေပြောကိုလေတောင်းမှဆရာတစ်ခုလည်းရှိနောက်ပြီးတော့ပြောစရာတစ်ခုလည်းရှိတယ်ကိုဟင်အဲ့ဒါပဲမိမတွေကထင်းသားဆိုတော့သိတယ်ချက်ချင်းချီဦးမယ်ကွာကဲတော့ဘာတောင်းမှမလဲဘာပြောမှလဲချစ်အထင်သေးခဲ့တာအတွက်တောင်းမှပါတယ်နော်ဩအတားပဲထေးတာကွာရထားတယ်ပြဿနာမရှိဘူးမင်းတို့သိတဲ့ဝါးအတွက်ပဲငါတို့ကျေးဇူးတင်အေးပြီးတာဒါနဲ့မင်းကပြောစရာရှိတယ်ဆိုတော့ဘာလဲပြောမယ်နော်ပြောဘယ်လိုမင်းကလဲဟာပဲချစ်လေကိုအဖေနဲ့ခိုးရလိုက်သွားပြီကောင်းတာဗောဟာဘလို့လဲပြစ်တော့လာလေဘလို့ပြရမှာလဲကိုကတထေးတာလေတထေးမမဟုတ်တာအဲ့တော့ကိုယူအမွေတွေကစောက်ရအောင်မှာဟေးအဲ့တော့တထေးတာဘာလို့မှာတထေးပဲယူမှာပေါ့ရှင်းပေါ့အမလေးတက်လိုက်ကြတာဟောဒါနဲ့ခဏနေမင်းတို့အိမ်ပြန်လာတော့မတလားဒါအိမ်မောကစင်မပြင်လာလိုက်တော့ဟာ